မူကုန်းနှကောင်ရှယ်ကျမ်းမဲ့စကားတစ် The Real Monkey King 2025ဒီစကားကတော့နတ်မိတ်စာဘသူမဆိုရောက်လာတာနဲ့စွမ်းအားတွေပျောက်ပြဲသွားပြီးလူတွင်ပြောင်းသွားတဲ့စွမ်းအားမဲ့တောင်ပေါ်ကတဲခိုဆောင်တစ်ခုမှာအဓိကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်900ကကောင်းကင်နန်းတော်ကိုအာခံခဲ့တဲ့အတွက်ဖျားရှင်ရဲ့တန်ခိုးနဲ့ချုံနှောင်ခံရတဲ့မြောက်ဘုရင်တစ်ပါးရှိခဲ့တယ်။သူဟာစွမ်းအားမဲ့တောင်ပေါ်မှာချုံနှောင်ခံရပြီးလွတ်မြောက်မဲ့အချိန်ကိုစောင့်နေပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်အရက်ကိုပဋိကတ်တော်သွားပင်းတဲ့ခန်းဆန်းကိုရောရဲ့အဆောင်ရှောက်ဖြစ်ပြီးတော့သူ့ကိုယ်သူဆုံးကိုဖုံးပါလို့ခံယူနေသူတယောက်ရှိတယ်။စွမ်းအားမဲ့တောင်ကအနောက်ရက်ကိုသွားတဲ့နေရာမှာဖြတ်သွားရမယ့်နေရာဖြစ်တဲ့အတွက်ဒီမြောက်ဘရင်ဆုံးဦးခုံနှစ်ယောက်ကမလွဲမသွေထိတ်တိုက်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ဆုံးဦးခုံအတုစစ်ကြားတိုက်ပွဲအပြင်မတေမျိုးဖြစ်ဖို့အတွက်ထန်ဆန်းသားကိုစားရဖို့စွမ်းအားမဲ့တောင်မှာမိစ္ဆာတွေစုဝေးလာကြတဲ့အခါအမှန်တရားနဲ့အတူအယောင်ကောင်းခြင်းနဲ့စူးခြင်းကြားကတိုက်ပွဲတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။